စိတ်ညစ်တယ်ဆိုတာတမာတိမရှိလို့ပါတမာတိရှိတဲ့ပုဂ္ဂိုလ်ဟာကိုယ်လည်းမညှဉ်းဆဲဘူးသူတစ်ပါးကိုလည်းမညှဉ်းဆဲဘူးတဲ့လောကမှာကိုယ်စိတ်ဆင်းရဲအောင်လုပ်နေတယ်ဆိုတာတမာတိမရှိလို့ပါပဲတမာတိမရှိတဲ့သူတွေဟာကိုယ်စိတ်ဆင်းရဲအောင်အမြဲလုပ်နေတယ်ဆိုလိုတာကတော့တမာတိမရှိတဲ့သူတွေဟာအမြဲတမ်းစိတ်ညစ်နေတယ်လို့ဆိုလိုတာပါလူတွေစိတ်ညစ်တယ်ဆိုတာတမာတိမရှိလို့ပါတမာတိမရှိတော့စိတ်ညစ်စရာအကြောင်းတွေပဲတွေးနေပြီးတော့တာကိုစိတ်ညစ်စရာအကြောင်းတွေတွေးနေမှာတော့စိတ်ညစ်ရတော့မှာပေါ့တမာတိမရှိတဲ့သူရဲ့စိတ်ထဲကိုအတွေးတွေအမြဲတမ်းဝင်နေတယ်ဝင်တော့လေကောင်းတဲ့အတွေးတွေဝင်လားဆိုတော့မဟုတ်ဘူးမကောင်းတဲ့အတွေးတွေဝင်တာကများတယ်အများအားဖြင့်အဆိုးတွေကိုပဲတွေးနေမိတတ်ကြတယ်အဆိုးကိုတွေးတော့ဖြစ်ပြီးတဲ့ပြဿနာတွေနဲ့ပတ်သက်ပြီးတော့ပြန်လည်ခံစားရတယ်ခံစားပြီးတော့စိတ်ညစ်ရတယ်အဲ့ဒီပြဿနာတွေမှာငါမှန်ရသားနဲ့သူကဘလို့ဘညာအဲ့ဒီပြဿနာဖြစ်တော့ငါရဲ့စေတနာကိုသူနားမလဲဘူးသူကငါ့ကိုဘလို့ထင်တယ်စသည်အပြင်ပြီးခဲ့တာတွေစမြုပ်ပြန်ပြီးစိတ်ညစ်နေတယ်ကိုယ်စိတ်ထဲမှာထားယုံနဲ့မပြီးဘူးကိုယ်ပတ်ဝန်းကျင်ကိုပြောသေးရဲ့ဘယ်တော့မှဘယ်ပြဿနာဖြစ်တော့ကကျွန်တော်ကဘလို့ပါသူကဘလို့ထင်တယ်အဲ့ဒီလိုဆိုတော့ကိုယ်ပတ်ဝန်းကျင်ကကိုယ့်ရဲ့အပူတွေကူးဆက်တခါအဲ့ဒီကိစ္စပြဿနာဖြစ်တဲ့ပုဂ္ဂိုလ်စီပြန်ရောက်တော့လေအဲ့ဒီပုဂ္ဂိုလ်ကတခါစိတ်ညစ်အဲ့ဒီလိုအားဖြင့်တမာတိမရှိတဲ့သူဟာကိုယ်တိုင်လည်းစိတ်ချမ်းသာအောင်မနေတတ်ဘူးအမြဲတမ်းစိတ်ညစ်နေတယ်ကိုယ်ပတ်ဝန်းကျင်ကိုယ်နီးစပ်ရာကိုလည်းပဲစိတ်မချမ်းသာအောင်စိတ်ညစ်အောင်လုပ်တတ်ပါတယ်ဒီအချက်ဟာလေးလေးနက်နက်နဲ့ချက်ထွင်းပြီးတော့စဉ်းစားရမှာပါပဲကိုယ်စိတ်ချမ်းသာအောင်မနေတတ်တဲ့သူဟာသူတစ်ပါးကိုဘယ်တော့မှစိတ်ချမ်းသာအောင်လုပ်မပေးနိုင်ပါဘူးကိုယ်တိုင်အမြဲတမ်းစိတ်ဆင်းရဲနေတဲ့သူဟာသူတစ်ပါးကိုလည်းပဲအမြဲတမ်းစိတ်ဆင်းရဲအောင်လုပ်တော့မှာပါပဲဆိုပါတော့အိမ်တော်ဦးစီးကစိတ်တိုနေပြီအကြောင်းတစ်ခုခုကြောင့်စိတ်တိုနေပြီဆိုရင်အိမ်မှာရှိတဲ့သူတွေကိုအကြောင်းမရှိအကြောင်းရှာပြီးတော့ဟိုစုဒီစုဟိုချမ်းဒီချမ်းမလုပ်ကြဘူးလားအဲ့ဒီတော့အိမ်တော်ဦးစီးပုဂ္ဂိုလ်ကစိတ်တိုနေပြီဆိုရင်အိမ်မှာရှိတဲ့ပတ်ဝန်းကျင်မိသားစုတွေရောစိတ်မညစ်ရဘူးလားအဲ့ဒီတော့ကိုစိတ်ချမ်းသာအောင်မနေတတ်တော့ကိုပတ်ဝန်းကျင်လည်းစိတ်ဆင်းရဲရတော့တာပေါ့ငါတော့စိတ်မချမ်းသာဘူးစိတ်ဆင်းရဲတယ်ကွယ်ဒါပေမဲ့မင်းတို့ကတော့စိတ်ချမ်းသာအောင်ထားခြင်းနဲ့ဆိုတာမဖြစ်နိုင်ပါဘူးကိုမှစိတ်ချမ်းသာအောင်မနေတတ်ရင်ကိုပတ်ဝန်းကျင်ကိုလည်းစိတ်ချမ်းသာအောင်မလုပ်ပေးတတ်ပါဘူးတမာတိရှိတဲ့သူဟာကိုလည်းစိတ်ဆင်းရဲအောင်ဘယ်တော့မှမလုပ်ဘူးကိုပတ်ဝန်းကျင်ကိုလည်းဘယ်တော့မှစိတ်ဆင်းရဲအောင်မလုပ်ဘူးဒါကြောင့်လောကမှာတမာတိဆိုတဲ့တရားအမြတ်ဆုံးပဲလို့ဘုရားအလောင်းပရောဟိတ်ပုံနာကတွေးပြီးတော့တောထဲကိုဝင်သွားပြီးယတိယဟန်ပြုလိုက်တယ်ပြုပြီးတော့ဇန်အထိဉာဏ်တွေကိုဖြစ်အောင်ကြိုးစားအားထုတ်ပြီးတော့တည်ဆုံးသွားတဲ့အခါမှာဗြဟ္မပြည်ကိုရောက်ရှိသွားတော့တယ်ဆရာတော်အရှင်စန္ဒာဓိကရွှေပါရမီတော်ရအားလုံးပဲကျမ်းမာချမ်းသာကြပါစေ